ချင်းမရနေပြီးတော့ငါဖူးခတ်ကိုသွားဖို့ခီးတခုရှိလာတယ်ပေါ့နော်စဉ်းစားကြည့်လိုက်တဲ့အချိန်မှာသွားနှစ်မျိုးရှိနေပေါ့နော်တိုက်ရိုက်သွားမလားချင်းမိုင်ဖူးခတ်တိုက်ရိုက်သွားမလားဘန်ကောက်ကနေပြီးတော့ထွက်စစ်သွားမလားလို့ကြည့်လိုက်တယ်အဲကြည့်တဲ့အချိန်မှာဖူးခတ်ကနေချင်းမိုင်ကိုတိုက်ရိုက်ကအေးရှာတခုပဲရှိရဲအဲ့ဒါဘတ်8000ကျော်နေကျော်နေတဲ့ခါကျတော့ဒီ transit ကိုစီးမလားဆိုတော့ကြည့်ပြန်တော့လေချမ်းမတနိုင်လောက်ဟာနေရတယ်ဈေးကလေ4အောင်လောက်ဖြစ်နေတဲ့အချိန်ကျတော့အဲ့ဒါနဲ့ချင်းမိုင်ကနေဘန်ကောက်ကိုထားစီမယ်ဘန်ကောက်ကနေပြီးဖူးခတ်သွားမယ်ဆိုရင် plan လေးတစ်ခုရှိလာတယ်ပေါ့နော်အဲ့ဒါနဲ့ပဲရထားစချင်းမိုင်ကနေပြီးတော့ညနေပိုင်းထွက်လာပြီးတော့ဘန်ကောက်ကိုမနေ့ပိုင်းရောက်သွားတယ်ပေါ့နော်ရောက်တော့ဒူမောင်းကနေပြီးတော့ရထား9နိုင်လေအမြန်က9နိုင်မောက်ထမှာဆိုတော့ည9နိုင်ထမှာဆိုတော့တနေကုန်နီးလောက်ကတော့ဘန်ကောက်ဒီဒူမောင်းလေးချက်မှာပဲအိမ်ညအလုံးလုံးနေစောင့်နေပေါ့နော်ပြီးတော့ထွက်လာလေရင်ရထားကိန်းကနေထွက်လာပြီးတော့3လွာကို domestic ကိုရောက်တယ်4လွာမှာ food court ရှိရဆိုလာစားပေါ့နော်လာစားတဲ့အချိန်မှာသူတို့ကဒီ smash ကလေးပေါ့ဒီ cash နဲ့ဝင်မှာဒီဟာလေးတွေစားလို့ရတာဗါလိုက်လာရုံအဲမှာတော့ချက်ကင်ဝင်တဲ့အချိန်ကျတော့ကိုကဟန်ကယ်ရီပဲသူက 7kg ပေးထားပြီးတော့ဘတ်ကိုကြောက်0ဖြစ်နေတဲ့အတွက်ကြောင့်ဘတ်1100ထပ်ပြီးတော့1နဲ့ထိတ်မှကြောင့်ပတ်စံထပ်ပြီးပေးလိုက်ရတယ်ပေါ့နော်ပေးပြီးသွားတဲ့အချိန်မှာလေရင်ကိုစောင့်နေစောင့်ပြီးတော့အသာကူလေရင်စီးပြီးတော့ဖူးခတ်ကို9နာရီခွဲကနေထွက်လာတာ9နာရီ55လောက်မှာဖူးခတ်ကိုရောက်သွားပါတယ်ရောက်တဲ့ချိန်ကျတော့ကိုသွားမဲ့ destination ကိုရောက်ဖို့အတွက်ဆိုတော့ကိုက Grab ကိုတုံးလိုက်တယ် Grab ကိုတုံးတော့ location ဘယ်လိုမှထောက်လို့မရတာနဲ့အဲ့လင်းခွဲမှာရှိနေတဲ့ဒီ service တွေကိုပဲပတ်စံပေးပြီးတော့ထောင်ချိုပေးလိုက်ပြီးတော့မှကိုသွားချင်တဲ့နေရာကိုရောက်သွားပါတော့နောက်မှနားလဲလိုက်တာကသူတို့ဒီမှာက Grab တက်ဘိုးတုံးလိုက်တာပို့ပြီးတော့ location ကိုခေါ်လို့ရပြီးတော့6ကလောက်ပဲကြားမယ်နေရာကို1000လောက်ပေးပြီးသွားလိုက်ရတဲ့အခြေအနေဖြစ်သွားတာမယ်အဲ့လီတော့နောက်ဆုံးတော့ကိုသွားချင်တဲ့နေရာရောက်ရှိသွားပါတယ်